အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ ChatGPT နဲ့ Base 44ကိုသုံးပြီးတော့ AI နဲ့ website လေးတစ်ခုလုပ်ပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး ChatGPT ကိုဝင်လိုက်ပါ ChatGPT ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ website prompt လေးကိုရေးထည့်ပေးရပါမယ်ဒီမှာကတော့ဒီ AI generated content writing ရေးပေးနိုင်တဲ့ website လေးတစ်ခုကိုလုပ်ပေးပါဆိုပြီးတော့ရေးပေးထားပါတယ်ပြီးတော့အဲ့ဒါကို English ကော Burmese ကော content လေးတွေရေးပေးလို့ရတဲ့ website မျိုးလေးလုပ်ပေးပါဆိုပြီးတော့ရေးထားပါတယ်အဲ့ဆိုလို့ရှိရင်တော့သူကဒီအောက်မှာလိုအပ်တဲ့ prompt လေးတွေအကုန်လုံးကိုချပြီးတော့ရေးပေးသွားမှာဖြစ်ပါတယ်ပြီးရင်တော့ခဏလေးစောင့်ပေးပါခဏလေးစောင့်ပြီးသွားပြီဆိုရင်တော့ edit prompt လေးအကုန်လုံးကို copy ကူးလိုက်ပါ copy ကူးပြီးသွားပြီဆိုလို့ရှိရင်တော့ base 44တဲ့ကိုတွားလိုက်ပါ base 44ကိုရောက်ပြီဆိုလို့ရှိရင် base 44ထဲမှာ account လေးအရင်ဆုံးဖွင့်ပေးပါ account ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ start building ကိုနှိပ်လိုက်ပါနေပြီးသွားရင်တော့ခုနကတော့ငါ ChatGPT မှာ copy လုပ်ထားတဲ့ prompt လေးကို paste လုပ်ပြီးတော့ upload ပေးလိုက်ရင်ရပါပြီပြီးရင်တော့ခဏလေးစောင့်ပေးရပါမယ်Base 44ကတော့ဒီ coding မလိုဘဲနဲ့ website တွေ app တွေကိုစသဖြင့်ကိုလိုတလိုမျိုး create လုပ်လို့ရနိုင်အောင်လုပ်ပေးထားတဲ့ app လေးပဲဖြစ်ပါတယ်။အဲ့ဟာလေးကိုခဏလေးစောင့်ပြီးသွားလို့ရှိရင်တော့ဟုတ်တယ်လို့မျိုးဒီ web app လေးတစ်ခုရလာပါပြီ။အဲ့ဆိုရင်တော့ဒီtesting လုပ်ဖို့အတွက်ဒီမှာဆိုနမူနာ prompt လေးတစ်ခုထည့်ပြီးတော့ send ထားပေးရပေါ့နော်ဆိုရင်ဒီဘယ် platform အတွက် content ရေးမှာလဲ Facebook လား Instagram လားဘယ်လိုထုံးမျိုးသုံးမှာလဲ language ကဘယ် language တွေရေးမှာလဲပြီးတော့အောက်မှာရေးမဲ့ topic prompt တွေကိုထည့်ပေးပေါ့နော်ပြီးတော့ရင် call to action ဘာတွေထည့်မှာလဲအကုန်လုံးထည့်ပေးပါ generate လုပ်ပြီးသွားပြီဆိုရင်တော့ hot လိုမျိုး content နမူနာလေးရလာပါပြီဒီမှာတော့ပေါ့နော်ဒီမြန်မာစာတချို့လေးရမှားနေရကိုတွေ့ရပါတယ်ဒါကတော့ဒီ website မှာ coding နဲ့ prompt လေးလုပ်ပြီးသွားရင်တော့တဖြည်းဖြည်းနဲ့မှန်သွားမှာပါဒါဆိုရင်ဒါက developer လေးဒီ prototype ကိုပြချင်တာပဲဖြစ်ဖြစ်အလွယ်တကူနဲ့အမြန်ဆုံး website လေးလုပ်လို့ရမယ် app ပဲဖြစ်ပါတယ် TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ဘယ် digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်